အားလုံးပဲမင်္ဂလာပါရှေးဥစွာဖျားကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူဆရာဝိညာဉ်အစာအစစ်စစ်မှနှုတ်ကပတ်တော်များကိုခံယူနေကြပါသမားမိတ်ဆွေများယုံကြည်သူများအားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မျက်နှိုးတော်မူသောဖရာဆိုတဲ့ကောင်းဆောင်မပြန်လဲဆင်ခြင်ခွင့်ချက်ရအောင်မျက်နှိုးတယ်ဆိုတာတန်ဖိုးထားချစ်တယ်နဲ့ဆိုင်စွာချစ်တယ်ယူရဆောင်ရှောက်ခြင်းတယ်တို့အသိပဲရပါတယ်ဒီနေ့ကျွန်တော်တို့ကိုယ်ကိုယ်နေတော့ဖရာဟာလူတွေကိုကဲတင်ချင်းပေးယုံတမကသူ့ဘက်မှာရှိသောသူ့ရဲ့သားသမီးများကိုမျက်နှာတော်မူသောဖရာဖြစ်ပါတယ်ဒီလောကကိုကြည့်လိုက်တဲ့အခါမှာလူတွေကိုစိုးရိမ်ဖို့တုန်လှုပ်ဖို့စိတ်သက်ကြဖို့ခြေကွဲဝမ်းနည်းဖို့ဤလောကကလှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်လူတွေကလည်းတယောက်နဲ့တယောက်ပြိုကွဲအောင်တိုက်ခိုက်နေတဲ့အချိန်ဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးတွေဟာဖရာရဲ့သားသမီးတွေလည်းကြုံတွေ့ရပါတယ်ဒီနေ့လောကလူတွေကတဘာဝဘေးတွေကကျွန်တော်တို့ကိုဒီနေ့ကျွန်တော်တို့ဖရာသားသမီးတွေကိုပြိုလဲအောင်ထိုးနဲ့နေကြသလိုယုံကြည်သူအချင်းချင်းတွေကလည်းတယောက်နဲ့တယောက်ထိုးနဲ့နေကြပါလေဘယ်လိုဖြည့်ရှင်းမလဲယုံကြည်သူများကိုယ့်ရဲ့ရှိချင်းတော်ချင်းတတ်ချင်းနဲ့ဖြည့်ရှင်းမှာလားမဟုတ်ပါဖရာရဲ့အလိုတော်ကိုဝန်ခံဖို့တာဖြစ်ပါလေကျွန်တော်တို့ရဲ့အဖြေဟာဖရာအလိုတော်နဲ့ညီအသက်ရှင်ဖို့တာဖြစ်ပါလေဒီလိုခက်ခဲမှုတွေကြုံလာတဲ့အခါမိမိရဲ့အလိုတော်ကိုအရင်မရှာပဲဖရာရဲ့အလိုတော်ဖရာဖြစ်စေခြင်းနဲ့အသက်ရှင်မှုကိုအရင်ရှာပါအဲ့ဒါဟာအောင်မြင်ခြင်းဖြစ်ပါလေလူတွေကိုအနိုင်ယူခြင်းအနိုင်ပိုင်ခြင်းဟာတင်းရဲ့စစ်မှန်တဲ့အောင်မြင်ခြင်းတရားရခိုင်လို့မဖြစ်နိုင်ပါနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုတွင်တင်နေပါလေအလိုတော်ကိုဝန်ခံဖို့တွင်တင်ထားပါလေအလိုတော်ကပါလေဒီခံခြင်းခွင့်လွှတ်ခြင်းနှိမ့်ချခြင်းဖြစ်ပါလေဒါဝိမင်းကြီးရဲ့ထီးနှံကိုတူတာအဘရှလုံထီးနှံလူဖို့ကြိုးစားလာတဲ့အချိန်ဒါဝိမင်းကြီးဟာသူ့မှာရှိတဲ့လူအင်အားလက်နဲ့အင်အားငွေအင်အားနဲ့လုံးဝမဖြည့်ရှင်းခဲ့ပါဖယားကိုပဲမျော်လင့်နေသူပါတူတာအဘရှလုံတမ်ကသူအင်မတန်မှချစ်ခင်တော်သူနဲ့အတူအမြဲစားတော့သူဖယားအသုံးပြုသူဒါဝိရဲ့အတိုင်းပင်ကအမတ်ကြီးအဟိတောဖိလကလည်းအဘရှလုံနှောက်ပါသွားတဲ့အခါဒါဝိမင်းကြီးအင်မတန်မှဝမ်းနဲ့ပူဆွေးတော့ကရောက်ခဲ့ရတာပါဒါပေမဲ့သူ့ရဲ့ခံစားချက်အတိုင်းသူစီမဆုံးဖြတ်ခဲ့ပါသူတာထီနာလူတဲ့သူ့ရဲ့အတိုင်းပင်ကအမတ်ကြီးသစ္စာဖောက်ခဲ့တဲ့သူဘယ်လောက်ခံစားရမလဲဒါပေမဲ့သူမဖြေရှင်းခဲ့ပါသူတီးကခွင့်လို့ခဲ့ပါတယ်ဒါဟာဘုရားနှစ်သက်သောအသက်ရှင်မှုဖြစ်ပါတယ်။ဒါကြောင့်ဒါဝိဒ်ကဘုရားသခင်သူ့ကိုမျက်နှိုးတော်မူတယ်ဆိုတာသိနေပါတယ်လို့ပြောခဲ့ပါတယ်။40ကြိမ်မြောက်သောဆာလအပိုင်ငယ်7မှာအကျွန်ုပ်ရန်သူသည်အကျွန်ုပ်အားမနိုင်ကြောင်းကိုထောက်၍ကိုရော်ဒီအကျွန်ုပ်ကိုမျက်နှိုးတော်မူသည်ဟုသိရပါ၏လို့ပြောခဲ့ပါတယ်။ကျမ်းစာနောက်ခံတမိုင်းကိုကြည့်လိုက်တဲ့အခါမှာအဘရှလုံနဲ့အဟိတောဖိလနှစ်ယောက်စလုံးဟာအသေးဆိုးနဲ့တည်ခဲ့ရ။ဒဲဆိုရန်ဒါဝိဒ်တွေ့မြင်ခဲ့ရပါတယ်။ဒါဝိမင်းကြီးသူတို့နှစ်ယောက်စလုံးကိုတတ်ဖို့မရွေးခဲ့ပါဒါဝိကသူတို့နှစ်ယောက်စလုံးကိုချစ်ပါတယ်ခွင့်လွှတ်ခဲ့ပါတယ်ဒါဟာဒါဝိရဲ့စစ်မှန်တဲ့အောင်မြင်ခြင်းဖြစ်နေပါလေဒါဝိရဲ့လက်နက်ကဒါလာမဟုတ်ပါခွင့်လွှတ်ခြင်းလက်နက်ဖြစ်ပါလေရန်သူတွေကိုရှင်းပေးတာဟာဒီခံခွင့်လွှတ်ခြင်းဖြစ်နေပါလေဒါဟာအမှန်တရားမဟုတ်ပါတမန်တရားဖြစ်ပါလေဖျားစကားအတိုင်းအမြဲတွာလာတော့အသက်တာအဆိုးနဲ့အရှုံးနဲ့အဆုံးသတ်မှာမဟုတ်ပါဤဖြစ်စဉ်အထဲမှာကျွန်တော်တို့နှလုံးသားကိုထည့်ကြည့်ကြရအောင်ဘယ်လိုခံစားမလဲအခြားတစ်စိမ်းတွေမဟုတ်ပါကိုယ့်ရဲ့သွေးသားမိတ်ဆွေအရင်ကိုယ်နဲ့အတူနေတဲ့အတူစားတောက်တော့သူဟာတစ္ဆာပေါက်ခဲ့တာပါဒါဝိကတော့ဖခင်ကိုပဲမျော်လင့်ကိုးစားခဲ့ပါလေဒါဝိကိုမကောင်းကြံသူများအောင်မြင်မှုရခဲ့ပါသလားဒါကတိတ်ကိုင်းပေါ်ခေါင်းချိတ်သွားပြီးအတက်ခံရခဲ့တယ်။အဟိတောဖိလကလည်းလဲဆွဲချသေးတယ်။ဒါကိုဒါဝိမင်းကြီးတွေ့မြင်ခဲ့ပြီးဝမ်းနည်းခဲ့ရတာပါ။ဖျားဘက်မှာရှိတဲ့သူဖျားစကားနားထောင်တော်သူနဲ့ဖျားဘက်မှာမရှိတော့သူဖျားစကားနားမထောင်တော့သူကအသက်ရှင်မှုတွေလုံရက်တွေခံစားမှုတွေကောင်းကြီးတွေကွာဟနေမှာဖြစ်ပါလေ။ဖျားသခင်ကခွဲခြားဆက်ဆံခြင်းမဟုတ်ပါ။အားလုံးကိုအတူချစ်ပါတယ်။ဒီကနေ့ကွဲပြားနေရတာဟာဖျားကြောင့်မဟုတ်ပါမိမိကြောင့်သာဖြစ်ပါတယ်ဖျားသခင်ဟာမေတ္တာရှင်ဖျားဖြစ်တယ်လို့သစ္စာရှင်ဖျားလည်းဖြစ်တယ်ဆိုတာလုံးဝမမေ့ပါနဲ့လောကအရာ၌
ဆုံးရှုံးမသွားရတာဟာလောကအခက်ခဲဘယ်လောက်ပဲရှိဝမ်းမြောက်နေနိုင်ရတာဟာအောင်မြင်နေရတာဟာဖရာသခင်တင့်ကိုမျက်နှိုးနေလို့ဖြစ်ပါတယ်လောကထိုးနှက်မှုတဘာဝနှောက်ယှက်မှုလူတွေရဲ့တိုက်ခိုက်မှုကိုအောင်မြင်ရတာဟာဖရာတင့်ဘက်မှာရှိနေလို့ဖြစ်ပါတယ်ဒါကိုတန်ဖိုးထားပါလောကကဘယ်လောက်ပဲဆွဲချနေပါစေတင်ဟာဖရာဘက်မှာပဲရပ်တည်နေဖို့ရပ်နေဖို့ဖြစ်ပါလေဖရာဘက်မှာမရပ်နေဘူးဖရာဘက်မှာမရှိနေဘူးဆိုရင်ဖရာအလိုတော်ကိုစန့်ကျင်နေတော့သူဖြစ်မယ်ဆိုရင်ဆုံးရှုံးခြင်းနဲ့အဆုံးသတ်ရမှာဖြစ်ပါလေဒါကြောင့်ဖရာမျက်နှာတော်သူဖြစ်ဖို့အတ္တတာကိုဖရာထံပုံအပ်သက်ရှင်ကြရအောင်လို့အနည်းငယ်ခွန်အားပေးပါရစေ။ကျမ်းနာသူရောက်တိုင်းပေါ်ဖရာကောင်းကြီးပေးပါစေ။